အားကစားနဲ့ပတ်သက်လာတယ်အားကစားကိုယ်တိုင်လေးဝါသနာပါလို့အားကစားနဲ့တလွဲတချော်ဆိုအရင်သဘောကျရေရတယ်ဗောနော်အော်ကိုအစွန်ကိုစကတ်ကိုနင်းတာဒီကွာဒီလိုလို့ထားလိုက်မမမြည်စီဒါတွေကိုခမ်းမှာတည့်ရတာနဲ့ကလေးတွေကိုလှုပ်ခိုင်းတာညာပပကျိုးကြီးတယ်ညာအော်မချောလာဝိုင်းတယ်ကျွန်တော်စောရရှာတော့ဘဲကလာရသွားစောတိုင်ကုန်လေးကဘလို့ဆရာကြီးတော့လဲဝါနောက်တဲ့ကောင်ဒိုင်ဘေထိုးတာတေချာတင်ပေးတာရောင်းရတယ်အော်ဒါရတော့ပြိုင်ပွဲဗျာတဲ့စကေးပြိုင်မတရားကြီးအိုးကြောက်စရာကြီးအော်ဘယ်သူမှမတတ်တာဒီကောင်တော်သေးတယ်ပညာရိုးစွာတာအော်အော်မလေးဗျာဒါရတော့စိုးစိုးရသူကတော့ဘာရက်နေကောင်ပါလေးကိုအေးရတော့ဒီလမ်းမောင်းကိုတေချာချိန်ပြီးတော့ဟိုဘက်ကိုရောက်တော့အဟောလို့ပြောနေရင်ထိုင်တော့ကောင်ပါလေးအောင်အဲ့ဒီတခြားတော့ပြန်ကြည့်အောင်သဘောကျတယ်တေချာကိုချိန်ထိုးတာရမသိရင်တမေလို့ဆိုလို့ပဲဆရာလို့နေရာမှာကာဟောတိလိုက်တော့လန့်အောင်တနာအဲ့ဒီကျောင်းကပြန်လာတဲ့ကလေးတွေဒီကောင်ကထူးဆန်းတယ်ဒီကောင်ကဤပေါက်တယ်ကြားရဲ့ဒီကောင်ဤပေါက်လိုက်ရတယ်အဲ့အတန်နဲ့ပြုတ်ကြအဲ့ဒါအကြီးကြဒီကောင်စကေးရတော့လုံးဝလန်ထွက်နေအောင်တော့စကေးရတေချာကိုချိန်တာနော်တကယ်တော်တယ်တော့ဟုတ်တော့ရှမ်းမရတာတကယ်ဆရာကြဒီလားဆရာကြီးလားမဆရာကြီးမိုက်တယ်ဘွားစေးလိုက်အဲ့လိုဖြစ်တာတော့ဆရာကြီးလက်မြဲအောင်လက်အိတ်တွေပါလေတရားဆွတ်လိုက်နေဒီကောင်ချစ်လေးနဲ့မိုင်းအိုးဟိုလိုက်ဒီကောင်ဘာလို့စေးတာလို့ဗျာအော်နော်
ဒါတော့မိုက်တယ်ကြာကြော်တဲ့ဆရာကြော်ဆရာ ကင်းနေ ဘိန်းကိုသူကလို့ကြောင်းပြန်ပြစ်တာဘိန်းကိုစမ်းသက်ဆရာရှာလို့မမရဲ့စမ်းသက်ဆရာရှာဆွဲရမရှိဘူးခက်လေးကိုရှောင်းအော်ကျွန်တော်နောက်ရက်ပါခပ်ပေါ်လိမ့်ဖိုတိုစကေးလေအော်အစ်စေးအားမဖြစ်ဘူးလေโอเคပါတကယ်ကြီးတို့ဒါလေးတွေက short accident လေးပေါ့နော်ဟိုအမတ်တမဲ့ဖြစ်သွားတဲ့အကြောင်းအရာလေးတွေဖြစ်တဲ့အတွက်ကိုကြည်ရပါတယ်ကျွန်တော်တကယ်ချင်းတွေဒါလေးတွေကိုကြည်ပြီးတော့ကြည်တဲ့အချိန်ကလေးမှာစိတ်အပန်းပြေမယ်လို့ယုံကြည်ပါတယ်နောက်ထပ်လည်းကျွန်တော်ဒီလိုဟာတာဖြစ်မဲ့အကြောင်းအရာလေးတွေဟာတာအတူလေးတွေဇလန်းတူလေးတွေစက်တိုက်တင်ဆက်လာဖို့ရှိပါတယ်ကျွန်တော်ရဲ့ channel ကိုအားပေးကြတဲ့တယောက်ချင်းစီတန်းကိုအထူးကျေးဇူးတင်ရှိပါကြောင်းပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye